Hello ဒီနေ့မှာတော့အသစ်ကပြန်စားခြင်းတဲ့သူတွေရှိလားအသစ်ကပြန်စားရဲဆိုတာကိုယ့်ရဲ့ဘဝလက်ရှိအခြေအနေကနေနောက် next step မှာပို့ပြီးကောင်းမွန်တဲ့ဘဝကောင်းမွန်တဲ့ခံစားချက်တွေကောင်းမွန်တဲ့ဒီရလက်တွေရကျင်တဲ့သူတွေအသစ်ကနေပြန်စားမယ်အစားကနေပြန်ပြီးတော့လှုပ်ချင်တဲ့သူတွေအတွက်တကယ်ကို30တရက်ပဲလိုအပ်ပါမယ်ဒီ31ရက်ကိုဆရာမကရေးပြပေးထားပါတယ်ဒါလေးကိုငိမ့်နဲ့တူတူသွားကြည့်ရအောင်ဒီမှာ31ရက်မှာပထမဆုံး day 1 journaling ရေးပါ day 2 day 3 day 4 day 5 day 6ကျေးဇူးတရားတွေကို gratitude ကိုရှာဖွေပါ day 7 day 8 day 9 day 10ဒီလိုပုံစံမျိုးလေးနဲ့ညီတို့သွားလိုက်တာမှာဒီမှာက day 31ပေါ့နော်31ရက်ကိုလုံးနိုင်တဲ့လောက်ကိုပြန်ရတယ်ဆိုတဲ့ဟာလေးတွေကိုကို step by step ချိန်မရွေးလေ့လာဖို့စာအုပ်လေးလေ့လာပါနောက်တစ်ခုကကြတော့ဒီထဲမှာကြိုက်တဲ့စာအုပ်ထဲကအကြောင်းအရာလေးတစ်ခုကိုငြင်းပြောပြပေးပါမယ်အသစ်ကပြန်စားအစားကပြန်လှုပ်ချင်တဲ့သူတွေကိုပြန်ပြီးတော့ refreshing မေးခွန်းလေးတွေပြန်မေးသင့်ပါတယ်ဒီစာအုပ်လေးမှာပါဝင်တဲ့အကြောင်းအရာလေးကိုပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ self refreshing မှာဆိုရင်ဘဝရဲ့ရည်မှန်းချက်တွေကဘာတွေလဲကိုယ့်ရဲ့အားသာချက်ကဘာလဲကိုကြိုက်တဲ့အချက်ကဘာလဲပျော်ရွှင်မှုကိုရဖို့ဘာတွေလုပ်ရမလဲကိုဘာတွေကိုစိုးရိမ်နေရလဲနောက်တစ်ခုကကြတော့အပျော်ဆုံးအမှတ်တရကဘာဖြစ်မလဲဘာတွေကိုကျေးဇူးတင်ရမလဲကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာတွေလဲဘယ်နေရာမှာကိုအကောင်းဆုံးလုပ်ခဲ့ပြီလဲအပျော်ဆုံးအမှတ်တရတွေရှိတယ်ဆိုရင်ကိုပြန်စဉ်းစားပြီးပြန်သုံးသပ်စေချင်ပါတယ်နောက်တစ်ခုကကြတော့ဒီ refreshing မေးခွန်းလေးတွေလည်းပါတယ်နောက်ဒီမှာ vision board တွေလည်းပါတယ်ဒါကြောင့်မလို့ဒီစာအုပ်လေးကိုအသေးစိတ်လေးအချိန်မရွေးလေ့လာကြလာပြီဆိုရင်တော့Viber ဖုန်းနံပါတ်0925455456မှာဒီစာအုပ်လေးကိုမှာယူနိုင်ပါပြီเนาะဒါကြောင့်မလို့မိတ်ဆွေတို့ကိုယ့်ရဲ့ဘဝကိုအသစ်ပြန်ထခြင်းနဲ့ပြန်စခြင်းနဲ့အရှင်ယူခြင်းနဲ့အဲ့စိတ်လေးတစ်ခုသာလိုအပ်ပါတယ်အဲ့စိတ်လေးရှိနေပြီဆိုရင်ညီတို့ဒီမှာနီလန်းကောင်းနေဒေး31ရက်တောင်ပါတာမလို့အစိမ်မရွေးလေးလာလို့ရနေပါပြီเนาะဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်